တင်မောင်ကြီးငါမိမနဲ့ငါကွာရှင်းတော့မလို့ထုံးလာကကျွန်တော်အိမ်ကိုရောက်လာပြီးစိုင်းမစင်ပုံမပါပြောချလိုက်တော့ကြောင့်အံ့အားတင်သွားမိတယ်ထုံးလာဘာတော့ယူထတာလဲဒါကလေးကလားပြောစရာလားကိုတကယ်ပြောတာတင်မောင်ငါတို့ကွာရှင်းကြတော့မလို့မဟုတ်တာပဲကွာမင်းပဲလဲလဲကိုမမရရင်တေးပါတော့မယ်ဆိုပြီးဖြစ်ခဲ့တာလဲလဲကလည်းမင်းကိုချစ်လိုက်တာမှကိုထုံးနဲ့ကိုဖြစ်နေတာအဲ့ဒါဘာကိစ္စကွာရှင်းရမလဲပြောစမ်းပါအောင်ငါမင်းကိုအတိလာပေးတာတကယ်ကွာရှင်းတော့မှဒီနေ့လက်မှတ်ထိုးပြီးတရားဝင်ကွာရှင်းကြမယ်မင်းကွာလဲလဲကိုဘာဖြစ်လို့မင်းကကွာရတာလဲပြောနောက်မှပြောမယ်ကွာသူငယ်ချင်းကိုအကူအညီတစ်ခုတောင်းချင်လို့ပါဘာလဲပြောဟောဒီစာလေးကိုနောက်6လနေမှလဲလဲလက်ထဲကိုတွားပေးပါကွာမင်းလဲဖောက်မဖက်ပါနဲ့သူ့ကို6လကြာမှဒီစာကိုဖတ်စေချင်လို့ပါဘာစာလဲမတိချင်ပါနဲ့ကွာရို့လင်များကိစ္စပါငါ့ကိုကူညီပါနော်ငါမေးစမ်းပါရစေမင်းကကွာရှင်းပြီးတော့ဘာလို့မှမိုးလို့လဲငါအမေရိကကိုအပြီးသွားတော့မလို့ကိုဟိုနိုင်ငံမှာနိုင်ငံသားဖြစ်ခံယူထားတာကြပြီးအဲ့ဒါရှင်းလင်းဖြစ်သွားအောင်လဲကိုအပြီးကွာရှင်းပေးခဲ့တာငါတို့ပိုင်ဆိုင်သမျှလဲသူ့ကိုအောင်းလွဲပေးခဲ့တယ်ငါဝက်တထဲကိုတစ်ခုနဲ့အပြီးထွက်သွားမှာဟာကွာထုံးလိုက်ရငါနားမလဲတော့ဘူးမင်းအဲ့ဒီလိုအပြီးထွက်သွားတော့မယ်ဆိုတော့လဲကသဘောတူလားကွာရှင်းဖို့တောင်သဘောတူပြီးပြီပဲကွာငါဘာသာထွက်သွားတာဘာဖြစ်ပေါ့မင်းကွာတယောက်နဲ့တယောက်ကွာရှင်းပြက်စေရလောက်အောင်လဲမှာဘာဖြစ်များရှိနေလို့လဲဒါမှမဟုတ်ဟေ့ကောင်မင်းနောက်တယောက်များရှိနေလို့လားမရှိပါဘူးကွာငါပြောတာကိုပဲလုပ်ပေးပါနောက်6လပြည့်တဲ့နေ့ဒီစာလေးကိုလဲစီမင်းသွားပေးပါစာအိတ်ပေါ်မှာမင်းသွားပေးရမယ့်နေ့စွဲကိုရေးထားတယ်ငါ့ကိုကူညီပါသူငယ်ချင်းအေးပါကွာကျွန်တော်ထုံးလာထံမှစာအိတ်လေးကိုယူထားလိုက်တယ်အဲ့ဒီနောက်တေချာသလားတိကျင်တာနဲ့လဲထံဖုံးဆက်ကြည့်မိတယ်လဲကလည်းသူတို့ယနေ့ပဲကွာရှင်းကြတော့မယ်ဖြစ်ကြောင်းအတည်ပြုလာတယ်နောက်တစ်ပတ်အကြာထုံးလာကအမေရိကကိုအမှန်ပင်ထွက်သွားခဲ့တယ်ကျွန်တော်ကိုတွေ့ကျင်နေဆိုသဖြင့်လေစိတ်ကိုလိုက်ဖို့ရင်တွေ့ဖြစ်ကြတယ်သူရဲ့အမေရိကခီးက6တွေ့လာပေတယ်သူ့ကိုလိုက်ဖို့သူမှကျွန်တော်တို့ဥတာရှိတယ်ကျွန်တော်ကထုံးလာပေးသွားတဲ့စာအိတ်လေးကိုဒိုင်ယာရီရဲတွင်ထည့်ထားပြီးဒိုင်ယာရီဖွင့်တိုင်းရှေ့ဖုံးကြားတွင်ညှက်ထားသောအဲ့ဒီစာကကျွန်တော်ကိုသတိပေးနေတယ်6လပြည့်ပြီးထုံးလာတက်မှတ်ပေးထားတဲ့စာအိတ်ပေါ်ကပါတဲ့ရက်စွဲနေတွင်ကျွန်တော်ပြည်လန်းရှိလဲနေထိုင်တဲ့အိမ်ကိုရောက်ခဲ့တယ်ကျွန်တော်ကကြိုတင်ပြီးလာမီဖြစ်ကြောင်းဖုံးဆက်ထားပြီးကျွန်တော်ရောက်တဲ့အချိန်မှာအခန်းရှိလူတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီသူနဲ့လဲတို့နေထိုင်ပြောဆိုပုံကိုကျွန်တော်ဝင်မကြသလိုဖြစ်သွားမိတယ်အော်ဧည့်သည်လားဟုတ်တယ်ကိုဆွေဒါလဲတို့နဲ့ကျောင်းနေဖက်သူငယ်ချင်းတွေကိုထုံးသူငယ်ချင်းအရင်ကြီးဆိုပါတော့လေကိုပြန်တော့မယ်လာမဲ့ဆန်ဒေးမှတွေ့ကြမယ်ကောင်းပြီလေကိုဆွေဆိုသူကကျွန်တော်ကိုပြုံးပြပြီးနှုတ်ဆက်သွားတယ်အဲ့ဒီနောက်သူ့ကားလေးကိုမောင်းထွက်သွားခဲ့တယ်လဲနဲ့ကိုဆွေကလုပ်ငန်းပါတနာတွေလေကဲကိုတင်မောင်ဘာကိစ္စလဲပြောလဲကိုဘာဖြစ်လို့ဆက်သွယ်ရတာလဲကျွန်တော်ကတိုက်ပုံအင်ဂျီတွင်အိတ်ထဲမှာစာလေးတစ်ဆောင်ကိုထုတ်လိုက်ပြီးအဲ့ဒီနောက်ဒါထုံးလာနေနဲ့ကွာရှင်းတဲ့နေ့ကငါ့ကိုလာပေးသွားတဲ့စာပဲနင့်ကိုနောက်6လနေမှဒီစာကိုပေးဖို့ငါ့ကိုပြောခဲ့တယ်ဒါကြောင့်ခု6လပြည့်တဲ့နေ့မှာနင့်ကိုစာလာပေးတာစာအိတ်ပေါ်ကနေဆွဲကနင့်ကိုပေးရမယ့်ရက်ပဲသူကိုယ်တိုင်ရေးပေးသွားတာဒီနေ့ပေါ့ယော့ကျွန်တော်ကစာကိုလဲအားပေးလိုက်ပြီးလဲကစာကိုယူလိုက်ကဖွင့်ဖက်လိုက်တယ်ပြီးတော့မျက်ရည်တွေဝဲလာကြတယ်ကျွန်တော်ကလည်းလဲငါပြန်တော့မယ်ဟာခန်းနေပါအောင်ဒီစာကိုအဲ့ဒီအချိန်ကလေးကလာပေးဖို့ကောင်းတာဘာဖြစ်လို့လဲထုံးလာကငါ့ကိုဒီနေ့မှပေးဖို့ပြောခဲ့တာမားသွားပြီလုံကုန်ပြီဘာဖြစ်လို့လဲရောဖက်ကြည့်လဲကစာကိုကျွန်တော်ထန်လန်းပေးဖြင့်ကျွန်တော်စာကိုယူပြီးဖက်ကြည့်လိုက်မိတယ်စာပါအကြောင်းအရာကိုအချင်းချင်းပြောရလျင်ထုံးလာတွင်အသေးကင်စာဖြစ်နေပြီးအလွန်ဆုံးနေရလေးလာတာဟုဆရာဝန်ကပြောထားတယ်သူကအဲ့ဒီယောဂဖြစ်နေကြောင်းလဲကိုလုံးဝမပြောမြန်မာပြည်တွင်သူ့အတွက်အဲ့ဒီယောဂကိုကုရန်ပိုက်ဆံလည်းမရှိအဲ့ဒါကြောင့်အမေရိကထွက်ပြီးနိုင်ငံသားဖြစ်ခံယူရန်စူးစမ်းပြီးနိုင်ငံသားဖြစ်ခံယူပြီးအဲ့ဒီနိုင်ငံတွင်ဆေးကုရန်ဖြစ်လေတဲ့လဲကိုဒုက္ခမခံစားစေခြင်းနဲ့အပြင်စိတ်ဆင်းရဲမှုပါဖြစ်စေခြင်းလို့ဒါကြောင့်သူ့ကိုပြက်သားဖြစ်စေရန်ကွာရှင်ပေးခဲ့ပြီးပိုင်ဆိုင်မှုတွေလွှဲပေးလိုက်တယ်သူလဲသူ့ဘဝကိုသူ့ဘာသာနေထိုင်သွားရန်ဆုံးဖြတ်လိုက်သည်ဟုဆိုထားတယ်ကျွန်တော်ကစာဖက်ပြီးစာရွက်လေးကိုခောက်ကစားပွဲပေါ်တင်လိုက်တယ်အဲ့ဒီနောက်လဲငါပြန်တော့မယ်ဟူပြောကနှုတ်ဆက်ပြီးပြန်လာခဲ့လေတယ်ကျွန်တော်တော်လေးစိတ်မကောင်းဖြစ်ခဲ့ရတယ်ဘာလို့ရမှန်းလဲမသိထုံးလာကိုဘလို့ဆက်သွယ်ရမှန်းလဲမသိအမေရိကတွင်သူ့အမရှိမှန်းသိတော့လဲကျွန်တော်နဲ့ကမသိသူ့လို့ရမှန်းဒီမားဒီကျွန်တော်ဆုံးဖြတ်ပေးပိုင်ခွင့်မရှိဒါပေမဲ့သူငယ်ချင်းကိုတတိယနေမိတာကတော့အမှန်ပင်ဖြစ်လေတယ်ကျွန်တော်ညာအိယာဝန်ခံကြီးဖုံးလာတယ်လဲစီကဖြစ်နေရဲ့ကျွန်တော်ဖုံးကိုကင်လိုက်ပြီးလဲပြောကိုတင်မောင်ရှင့်သူငယ်ချင်းဆုံးသွားပြီလဲကငိုတံမာကြီးနဲ့ပြောလိုက်တယ်ဟုတ်လို့လားဟာဟုတ်တယ်တလလောက်တောင်ရှိသွားပြီတဲ့ဟာ